မင်းဟာလေအယုတ်ကောက်တိုင်းဘယ်တော့မှမရတဲ့ရှောက်ချငါကောက်လို့မရတဲ့အယုတ်ဆက်တယ်ငါသိကြောက်တယ်သိရှုံတယ်သိမုန်းတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်လူငယ်တွေကြားထဲမှာရေပန်းစားနေတဲ့အယုတ်ကောက်ဆက်လေးကိုကျွန်တော်တမရယုံမှာတွေ့တော့ကျွန်တော် try ကြည့်ဖို့ကြိုးစားတယ်သူကတော့အယုတ်တစ်ခါကောက်ရင်1000ကျွန်တော်တော့အခု9ကကောက်ဖို့အတွက်ကျွန်တော်9000ထည့်လိုက်ပါတယ်ဆိုတော့ကျွန်တော်အယုတ်စားကောက်တော့မယ်ကျွန်တော်လည်းအရင်စိတ်လှုပ်ရှားနေကျွန်တော်ရင်တော့ကတော့ကျွန်တော်အယုတ်ကိုတစ်ခေါက်ကောက်ခဲ့ဘူးတယ်အဲ့ဒီတော့ကတော့ရခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းရမရတော့ပါလာအော်ကွာကဲဒါကတော့ပထမတစ်ခေါက်ဆိုတော့ကဲရုပ်ရွေးမယ်ဟုတ်ပြီဒီရုပ်လေးကိုပဲကျွန်တော်ကောက်ဖို့ကျွန်တော်ထပ်ပြီးစူးစမ်းမယ်ဗျာကဲပါလာပြီOh what the တွေ့လား bro တွေ့လိုက်လားပါလာတဲ့အချိန်မှာအပေါ်အဲ့ဂျိုးအမဲကြီးနဲ့ထိပြီးပြန်ကြသွားတွေ့လိုက်လားအဲ့ဒါကျွန်တော်အယုတ်ကောက်ဆက်တိုင်းမှာအဲ့လိုမျိုးဖြစ်တတ်တယ်ဗျာသိလားဟာစိတ်မောလိုက်တာ၃ခေါက်ပြီးသွားပြီဟာကဲ၃ခေါက်တော့ပြီးသွားပြီ၄ခေါက်မြောက်ဒီဟာကိုပဲထပ်ကြိုးစားမယ်ကျွန်တော်တို့လဲကြရင်ပြန်ထားရမယ်နော်ဟုတ်တယ်မလားကျွန်တော်ပြောတာတွေ့လား bro တွေ့လိုက်လားအဲ့ဂျိုးအမဲနဲ့ထိတာ bro တွေ့လိုက်လားအဲ့အယုတ်ကောက်ဆက်တိုင်းမှာအဲ့ဂျိုးအမဲကိုဖြတ်ထားလို့ရလားကျွန်တော်သိရင်လို့ကဲနောက်ဆုံးတစ်ခေါက်ဗျာနောက်ဆုံးတစ်ခေါက်ကိုခုနကရုပ်လေးမကောက်တော့တခြားရုပ်ကောက်မယ်ပါလာပြီတွေ့လားဖေဟိုဂျိုးမဲနဲ့တွေ့ထိသွားတာတွေ့လား bro တို့ကျွန်တော်ကတော့ဖေးသွားပါပြီပတ်စံ9000လဲဆုံးသွားပါပြီကဲဒါပေမဲ့ကျွန်တော်ကဘယ်တော့မှစိတ်တမကြပါဘူးကျွန်တော်လဲကြရင်ပြန်ထားရမယ်တစ်ခေါက်မရလို့ရှင်ကျွန်တော်နောက်တစ်ခေါက်ကျွန်တော်ထပ်ပြီးစူးစမ်းရမယ်ဒါမှကျွန်တော်တို့ကလူဘွားဆိုအဓိပ္ပာယ်ရှိနေမှာကဲဆိုတော့ကျွန်တော်နောက်ထပ်9ခေါက်ထပ်ကောက်ဖို့ပတ်စံ9000ပြန်ထွက်လာဟမ်ဒီ9000အတူကြီးလားဒုက္ခပဲဟောင်းများဟောင်းနေလို့လားပြန်ထည့်ဗျာပြန်ထပ်ထွက်တယ်ဟာဒါတက်ရှက်ခွဲနေတာတောက်ရှက်ခွဲနေတာငါ့ကိုဟမ်ဒီတော့ကနော်လောက်တာနောက်ထပ်9000နဲ့အသစ်ကလေးနော်ဒါလေးကတော့အသစ်ကလေးကဲထည့်ပြီဒါမှမရရင်တော့ဒင်းကဒါကြတော့လက်ခံတယ်အမေကဲစကောက်မယ်ဒီမှာလည်းအယုတ်ကကျွန်တော်ရွေးပြီးသားနော်အမအဲ့ဟွာလေးဘဲလေးအမကြည့်လိုက်ဟာဒါကြတော့နီးတော့မနီးစက်ဘူးဗျာဘာကောက်အောင်မလဲဟိုဘဲကြီးကလည်းထောင်သွားပြီကဲ come on ဟာဒုတိယဆက်ကပိုစိုးနေတဲ့ရက်ကတို့ကြီးလုံးကြပါအောင်လို့နှစ်ခေါက်ပြီးသွားပြီကဲတတိယတစ်ခေါက်ကွာ fighting ဟာ oh my god ရခဲ့ပါဟာကျွန်တော် TikTok မှာဗျာကျွန်တော်ညီလေးတယောက်တွေ့တယ်တက်တူးတွေထိုးပေးလေပါလာပြီအော်တွေ့လားအဲ့ကျိုးမဲနဲ့ထိပြီးပြန်ကြပါဘလို့တွေ့လိုက်လားကျွန်တော်ပြော TikTok မှာကျွန်တော်ညီငယ်လေးတယောက်တွေ့တယ်ဗျာအဲ့ညီငယ်လေးကြတော့တက်တူးတွေလည်းထိုးပေးလေသူ့နာမည်ကျွန်တော်မေ့နေလို့သူကြတော့ဗျာအယုတ်ကောက်တိုင်းရလိုက်တာမှအများကြီးပဲသူဘလို့များကောက်လဲကျွန်တော်သူ့ကိုဆရာတင်ရတော့မယ်ဆရာတင်ပါလေညီလေးကိုဆရာတင်ပါလေကိုကဲပါအောင်လို့ပတ်စံ1000လဲပလုံသွားပါပြီနော်ရင်လဲတော်ပူသွားပါပြီအယုတ်လဲတရုတ်မှမရပါဘူးကျွန်တော်အကယ်၍အယုတ်လေးတရုတ်လောက်ရလို့ရှိရင်ကျွန်တော်ချစ်လေးကိုပေးမယ်ဆိုပြီးတော့ရည်ရတာအခုတော့တရုတ်မှမရပါဘူးဗျာဒီနေ့စားပေးကံမကောင်းပါ